အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆွေးနွေးမိတ်လာနေမှာကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ဆွေးနွေးမိတ်လာနေပြီးတော့လူချင်းမျိုးကိုဒီနေ့မိတ်ဆက်ပြင်ပစ္စည်းလေးရတော့ကျွန်တော်တို့ဒီဆွေးနွေးမိတ်လာရဲ့ hot item ဖြစ်တဲ့ကျွန်တော်တို့ဒီကပစ်တဲ့ရေတင်မော်တာလေးအကြောင်းမိတ်ဆက်ပေးရင်းနဲ့ကျွန်တော်တို့ဒီခေါင်းကြော်နဲ့ခေါင်းဝိုင်းဘာကွာတာလဲဘယ်နေရာမှာအသုံးပြုကြတာလဲဆိုတော့တစ်ခါလေးပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကပစ်တဲ့ရေတင်မော်တာလေးရဆိုလို့ရှိရင်ကျွန်တော်တို့ G coin အသုံးပြုထားတာဖြစ်ပါတယ်ကျွန်တော်ဒီခေါင်းညွန်ခေါင်းဝိုင်းရေမော်တာလေးတွေကဆိုလို့ရှိရင်ဘယ်မှာအသုံးများကြလဲဆိုလို့ရှိရင်ခေါင်းညွန်ကဆိုလို့ရှိရင်အဝေးတွန်းမယ်ပေါ့နော်ကိုကအဝေးတွန်းမယ်ဥမာပေ100လောက်တွန်းမယ်ဆိုရင်ခေါင်းညွန်ကိုသုံးသင့်ပါတယ်ဒါပေမဲ့သူကတော့ရေထွက်ကတော့နည်းနည်းနေပါပဲ10မိနစ်ကို40လီတာခံမယ်ထွက်ပါမယ်ခင်ဗျာအဝေးတွန်းတဲ့လုပ်ငန်းတွေမှာတွေကဒါစိုက်ခင်းနေတို့ကျွန်တော်တို့အထက်ကိုတိုက်ခန်းတွေမှာပို့ပြီးသုံးများကြတာဖြစ်ပါတယ်ဒီခေါင်းဝိုင်းရေတင်မော်တာလေးကကြတော့ကျွန်တော်တလက်မဝင်တလက်မထွက်ရေပိုက်အပြည့်ရေထွက်ပါမယ်ဒါပေမဲ့အမြင့်တွန်းနိုင်ကတော့ခေါင်းကြောင်တော့မတွန်းနိုင်ပါဘူးသူကတော့10မိနစ်ကိုလီတာ100ထွက်ပြီးတော့အမြင့်တင်အားကတော့ကျွန်တော်တို့ဒီ16မီတာဝန်းကျင်ပဲတင်နိုင်မှာဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်တို့40မီတာထိကိုတင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ capital ရေတင်မော်တာလေးရာဆိုလို့ရှိရင်ကျွန်တော်တို့လူကြိုက်နဲ့များကြသလိုအကြောင်းနဲ့တွက်တဲ့ပစ္စည်းလေးဖြစ်ပါတယ်ဒီ capital ခေါင်းကြောင်ခေါင်းဝိုင်းဒီမော်တာလေးကိုလူကြီးမင်းတို့စိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းမြင်မြန်ခြင်းနဲ့ဆိုရင်ကျွန်တော်ဆွေးနွေးမတီလာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399693943939 4တင်ကားလေးနဲ့ရှင်းနေရှင်းတော့ကိုဆက်သွယ်ပြီးတော့စုံစမ်းမြင်မြန်ဝေးအပေးနိုင်ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ